ကဲဝက်ဦးလေးတွေกินနေပါတယ်ဝက်ဦးกินဝက်ဦးကျွန်တော်တို့မနက်တည်းကနှက်ထားတာပေါ့နော်ရေခဲတစ်တာထဲမှာရတာနဲ့နှက်ထားတယ်နှက်ထားတဲ့ရတာနဲ့နှက်ထားတဲ့ဝက်ဦးလေးကိုအခုကျွန်တော်တို့ညနေမှာกินတာပေါ့กินပြီးတော့ဘာလုပ်မဲဆိုတော့လေပိတ်လောက်တာပေါ့နော်ဒါလေပိတ်လုံးမဲ့ဝက်ဦးလေးတွေပါအခါတလေတငယ်ချင်းနဲ့ပြင်းပြေပေါ့လှုပ်စားကြတာပေါ့နော်ဒါဘဝမှာအလုပ်တွေနဲ့ပဲလုံးပန်းပြီးတော့ချိန်တွေကုန်ခဲ့တာတခါတလေဒီလိုမျိုးလေးတငယ်ချင်းတွေနဲ့ကိုယ့်ရဲ့ပင်ပန်းတဲ့စိတ်တွေကိုဒီလိုမျိုးလေးပြန်ပြီးတော့ဘယ်လိုပြောမလဲအနာပေးရပေါ့နော်စိတ်ပင်ပန်းတာတွေမောပန်းတာတွေကိုဒီလိုမျိုးလေးပြန်ပြီးတော့တစ်ခါတလေအနာပေးခြင်းဖြစ်ပါတယ်